မင်္ဂလာပါအခရာ Sport ရဲ့ Premier League ပွဲစဉ်28အတွက်ပွဲချုပ်သုံးသက်ချက်စီစဉ်နဲ့ပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့အခရာရဲ့ host ကောင်းခန့်နိုင်ဖြစ်ပါတယ်မင်္ဂလာပါကျွန်တော်တို့မြန်မာလိန်ကစားမဟောင်းတန်းထောင်ဖြစ်ပါတယ်ကိုကြီးဒီတစ်ခေါက်ဒါကျွန်တော်တို့ Premier League မှာဆိုလို့ရှိရင်ဒါကျွန်တော်တို့ဒီပွဲစဉ်28စနေနေ့ညကစားမဲ့ပွဲစဉ်တွေအကောင်းဆုံးပွဲစဉ်တစ်ပွဲကိုရွေးချယ်ပေးထားတယ်ဘယ်ပွဲစဉ်လေးများဖြစ်မလဲဆိုတော့ပြပြပေးပါအောင်ဗျဟုတ်ကဲ့ပါကိုဒီပွဲစဉ်ကတော့ Premier League 28စနေနေ့ညရဲ့အစောဆုံးပွဲစဉ်ဖြစ်ရှင်မြန်ကစားမယ် Nottingham Forest အသင်းနဲ့ Manchester City အသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ခင်ဗျာလက်ရှိ Nottingham Forest အသင်းနဲ့ Manchester City အသင်းတို့ကအဆင့်3နဲ့4နေရာမှာဒါအထက်အောက်ရက်တည်နေတဲ့အသင်းတွေဖြစ်တယ်လို့ရမှတ်အရာလည်းတစ်မှတ်ပဲကွာဟနေတာဖြစ်လို့ဒီပွဲစဉ်ကိုအနိုင်ရရှိတဲ့အသင်းကဒါကျွန်တော်အဆင့်3နေရာမှာကျွန်တော်တို့ထိပ်မှာရက်တည်နိုင်မှာဆိုတော့ဒီပွဲစဉ်အနိုင်အရှုံးကဒါဒီအမှတ်ပေးစရာရဲ့ဒါနံပါတ်အပြောင်းလဲထိဖြစ်သွားနိုင်လို့ဒါပွဲကောင်းတစ်ပွဲလဲဖြစ်လာဖို့ရှိတာနဲ့အညီဒီနှစ်သင်းရဲ့ရှေ့ပွဲစဉ်တွေရလက်တွေနဲ့တူပဲစလိုက်ကြအောင်ဗျဟုတ်ကဲ့ပါကွယ်ဒီနှစ်သင်းကျွန်တော်ရှေ့ရပွဲစဉ်တွေကိုကြည့်မယ်ဆိုတော့ Nottingham Forest ကတော့အခုနောက်ဆုံးပွဲစဉ်တွေမှာခြေစွမ်းပိုင်းကတော့အရင်ကျွန်တော်တည်ငြိမ်မှုမရှိတော့ဘူးပြိုင်ပွဲဆုံးနောက်ဆုံး9ပွဲမှာနိုင်ပွဲမရရှိခဲ့ဘူး Premier League မှာဆိုလည်းနောက်ဆုံး9ပွဲမှာကျွန်တော်တပွဲပဲနိုင်ခဲ့တဲ့ခြေနေရပါတော့ကျွန်တော်ခြေစွမ်းပိုင်းဆိုးရွားခဲ့တယ်တစ်ဖက်က Manchester City တင်းကတော့နောက်ဆုံး9ပွဲမှာသူတို့3ပွဲနိုင်ပြီး2ပွဲရှုံးခဲ့တယ်ရှုံးခဲ့တဲ့2ပွဲမှာတော့ Real Madrid တို့ Liverpool တို့ရှုံးခဲ့တာဆိုတော့ပြောမယ်ဆိုတော့ကျန်တဲ့နိုင်နိုင်တဲ့ပွဲတွေပြီးခဲ့တဲ့ကျွန်တော်ဒီ Plymouth Argyle နဲ့ FA Cup ပွဲစဉ်တွေပြီး Tottenham Hotspur နဲ့ Premier League ပွဲစဉ်တွေ Newcastle နဲ့ Premier League ပွဲစဉ်တွေမှာတော့ပြန်ပြီးတော့အနိုင်ရလက်တွေဖော်ဆောင်နိုင်ခဲ့တာကိုကျွန်တော်တွေ့ခဲ့ရတယ်အဲ့တော့ Man City ကတော့ကျွန်တော်ဒီအရင်တော့ Man City ခြေစမျိုးမရှိဘူးဆိုပြီးမှလည်းနောက်ပိုင်းပွဲစဉ်တွေမှာတော့သူတို့ဒီလေကစားစရာပြိုင်ပွဲက Premier League နဲ့ FA Cup ပဲရှိတော့တဲ့အချိန်မှာသူတို့ရဲ့ကစားသမားစီးရင်အင်အားအရာလဲနိုင်တဲ့ပွဲတွေမှာတော့နိုင်ပွဲတွေရရှိအောင်ပြန်ပြီးတော့စောင့်ဆောင်နိုင်ခဲ့တယ်ပြီးတော့ဒီပွဲစဉ်ကလည်းနှစ်သင်းလုံးအတွက်ကရာသီကုန်ရင်ကျွန်တော်ဒီ top 4ထဲမှာဝင်ရောက်ဖို့အတွက်ပေါ့နော်အရေးကြီးတဲ့ပွဲစဉ်တွေပဲဖြစ်နေရတဲ့အကြောင်း Nottingham Forest ကရာသီအစပိုင်းနဲ့အလယ်ပိုင်းမှာတောက်လျှောက်ခြေစွမ်းပိုင်းကတည်ငြိမ်နေခဲ့တယ်ဆိုပြီးမှလည်းအခုနောက်ဆုံးကျွန်တော်ဒီရာသီဒီအခုပြီးကန်ဒီကာလမှာပေါ့နော်နောက်ပိုင်းပွဲစဉ်တွေမှာတော်တော်လေးကိုခြေစွမ်းပိုင်းရရင်ခဲ့တယ်တိုက်စစ်ပိုင်းကလည်းသွင်းကိုတွေကျွန်တော်ဒီနေပါလာသလိုခံစစ်ပိုင်းကလည်းပေးကိုတွေများပြားလာအောင်ကျွန်တော်တွေ့ရတယ်ပြအဲ့တော့ဒီချိန်တွေးဆုံမှုမှာတော့နိုင်တဲ့အသင်းကကျွန်တော်ဒီအဆင့်3နေရာကိုလည်းတလန်းခွင့်ရမှာဖြစ်တယ်လို့ကျွန်တော်ဒီနောက်ကနေလိုက်ပြီးဖိအားပေးနေတဲ့ Newcastle တို့ Chelsea တို့ Bournemouth တို့ရဲ့အမတ်ကွာဟာချက်ကိုလည်းပြန်ပြီးတော့ကျွန်တော်တို့ကြီးမားလာအောင်လုပ်နိုင်မှာဖြစ်တဲ့ကြောင့်မို့နှစ်သိန်းလုံးအတွက်ကတော့အရေးပါတယ်အဲ့တော့ဒီနှစ်သိန်းဒီတစ်ချိန်မှာတွေ့လာတဲ့အချိန်ကတော့ကျွန်တော်ဒီ top 4အတွက်အဓိကအရေးကြီးနေတဲ့အချိန်ဖြစ်တာနဲ့အမျှဘယ်အသင်းကပို့ပြီးတော့အသာစီးရသွားမလဲဆိုတော့လည်းစောင့်ကြည့်ရဖို့ရှိပါလိမ့်မယ်ခင်ဗျဟုတ်ကဲ့ပါကိုကြီးဒါကျွန်တော်လက်ရှိဒါ Nottingham Forest အသင်းနဲ့ Manchester City အသင်းတို့ရဲ့အနေထား Manchester City အသင်းကဒါသူတို့နိုင်သင်းတဲ့ပွဲတွေဆိုတော့နိုင်တယ်ဒါပေမဲ့အသင်းကြီးတဲ့ပွဲစဉ်တွေဆိုတော့သူတို့ဒါခြေစွမ်းပိုင်းအရာရောဒီရာသီသူတို့ဒါဖြစ်ပျက်နေတဲ့ပုံစံတွေအရာရောဒါကျွန်တော်အနိုင်သုံးဘက်ကိုမရှာဖွေနိုင်ဘူးဆိုပေမဲ့ဒါနောက်ဆုံးပွဲစဉ်တွေဥပမာကျွန်တော်တို့ဒါ Tottenham Hotspur အသင်းနဲ့တွေ့တဲ့ပွဲစဉ်မျိုးတွေမှာသူတို့အနိုင်ရရှိအောင်စွမ်းဆောင်နိုင်တယ်ဒါနောက်ဆုံးဒါကျွန်တော်တို့ Plymouth Argyle နဲ့ပွဲစဉ် FA Cup ပွဲစဉ်တွေမှာလည်းသူတို့အနိုင်ရရှိအောင်စွမ်းဆောင်ထားနိုင်တယ်နောက်ထပ်သူတို့မှလည်းအာယုံစိုက်စရာဒါပြိုင်ပွဲတွေလည်းများများဆဆတိတ်ပြီးတော့မရှိတော့ဘူးဆိုတဲ့အခါမှာ Premier League ကိုသူတို့ပြန်ပြီးအာယုံစိုက်လာနိုင်တယ်နောက်ကျွန်တော်ပြည်တွင်းရှုံထွက်ဖလား FA Cup ကိုလည်းထပ်ပြီးတော့သူတို့အာယုံစိုက်လာနိုင်တယ်ဆိုတဲ့အနေအထားတစ်ခုမှာ Manchester City အသင်းကကျွန်တော်ပြိုင်ပွဲတွေအများကြီးမဟုတ်တာဖြစ်တဲ့အတွက်သူတို့ရဲ့ဒါခြေစွမ်းပိုင်းဆိုင်ရာအရင်မတည်ငြိမ်ဘူးဆိုရင်တောင်မှပဲဒါအခုလက်ရှိအနေအထားအရာပြန်ပြီးတော့ဒါကောင်းမွန်တဲ့အနေအထားတစ်ခုကိုဒါဆွဲပြီးတော့ခေါ်ဆောင်နိုင်တယ်ပုံမှန်လေးပဲကံမယ်ဆိုရင်တော့ဒါ Manchester City ဆိုတဲ့အနေအထားတစ်ခုကဒါကျွန်တော်တို့အကောင်းဆုံးအနေအထားတစ်ခုတည်းကိုပြန်ပြီးတော့ဆွဲတင်နိုင်တယ်ပြိုင်ပွဲကလည်းနေပါသွားပြီဖြစ်တဲ့အတွက်လက်ရှိဒါ Manchester City အသင်းရဲ့အနေအထားတော့အကောင်းဘက်ကိုဒါအပေါင်းလက္ခဏာဆောင်လာတယ်လို့ပဲကျွန်တော်ပြောရမှာဗျတစ်ဖက်ကဒါကျွန်တော် Nottingham Forest အသင်းကတော့နောက်ဆုံး9ပွဲမှာတော့သူတို့နိုင်ပွဲမရှိဘူး3ပွဲတည်2ပွဲရှုံးထားတယ်ဒီအနေအထားကဒါ Nottingham Forest အသင်းရာသီကုန်မှာ top 4တွင်းဝင်ရောက်ဖို့အတွက်အကောင်းဆုံးအနေအထားတစ်ခုမှဟုတ်ပါမလားဆိုတော့ဒါစိုးရိမ်မှုလေးတစ်ခုတော့ရှိတယ်နောက်တစ်ခုထူးခြားချက်ကအမှတ်ပေးစရာမှာဆိုလို့ရှိရင်ဒါအဆင့်3ကနေပြီးတော့အဆင့်10နေရာလောက်ထိကရမှတ်ပိုင်းဆိုင်ရာရမှာအရင်ကွာခြားနေရမျိုးမဟုတ်ဘူးဗျဆိုတော့အဆင့်3နဲ့အဆင့်10တောင်မှပဲဒါရမှတ်နဲ့ပြောရမယ်ဆိုလို့ရှိရင်ဒါ6မှတ်လောက်ပဲကွာခြားတယ်ဆိုတဲ့အနေအထားတစ်ခုမှာဒါပွဲစဉ်2ပွဲလောက်အတွင်းထဲမှာတွေကိုဒါအပြောင်းလဲတွေအများကြီးဖြစ်သွားနိုင်တဲ့အနေအထားဆိုတော့ဒါအဆင့်3နဲ့အဆင့်4အတွင်းမှာရာသီကုန်မှာဝင်ရောက်ဖို့အတွက်ဒီနေ့ပွဲစဉ်ကလည်းဒီနှစ်သင်းစလုံးအတွက်ဒါအကောင်းဆုံးရမှတ်အနိုင်ရမှတ်3မှတ်ကိုရရှိဖို့လိုအပ်နေတဲ့ပွဲစဉ်တွေပဲလည်းဖြစ်တယ်ဗျဟုတ်ကဲ့ပါကိုကြီးကျွန်တော်ဒါ Nottingham Forest အသင်းနဲ့ Manchester City အသင်းတို့က Premier League မှာဆိုရင်လည်းတောက်လျှောက်ဒါတွေ့ဆုံခဲ့တဲ့အသင်းတွေဖြစ်တယ်ဆိုတော့အရင်တော့ကတော့ဒါ Manchester City အသင်းကဒါကျွန်တော်ခြေစွမ်းပိုင်းဆိုင်ရာအရာကောင်းမွန်မှုတွေကြောင့် Nottingham Forest အသင်းကိုအသာစီးတောက်လျှောက်အနိုင်ရရှိခဲ့တယ်ဆိုပေမဲ့ဒါဒီဘက်နှစ်ပေါ့လေဆိုတော့ဒီနှစ်မှာတော့ဒါ Manchester City အသင်းရဲ့ခြေစွမ်းပိုင်းဆိုင်ရာအရာအရင်မတည်ငြိမ်ဘူးဒီအနေထားတော့မှာပဲဒါ Nottingham Forest အသင်းကိုသူတို့အနေအကောင်းဆုံးကြော်ပြတ်ထားနိုင်တာတွေ့ရတယ်ဗျဆိုတော့ဒီနှစ်သင်းရဲ့ရှေ့ကထိတ်တိုက်တွေ့ဆုံမှုအကြောင်းလေးကိုလည်းကျွန်တော်ပြပြပေးပါဦးဟုတ်ကဲ့ပါကိုဒီနေ့တင်းရဲ့ကျွန်တော်ထိတ်တက်တွေ့ဆုံမှုတွေကိုပြန်ပြီးကြည့်ရမယ်ဆိုတော့ Nottingham Forest အသင်းတန်းပြန်တက်လာပြီးနောက်ပိုင်းမှာတော့ဒီနေ့ထိတ်တက်တွေ့ဆုံမှုလက်ရှိချိန်မှာတော့နောက်ဆုံး9ချိန်ရှိခဲ့တယ်ဒီချိန်ဆိုတော့6ချိန်မြောက်ပြန်ပြီးတွေ့ရမယ်နှစ်ပေါ့ပြီးခဲ့တဲ့နှစ်တွေမှာတော့ Nottingham Forest နဲ့ Man City နဲ့တွေ့တိုင်း Man City ကပဲအသာစီးရတာကျွန်တော်တွေ့ရတယ်ဗျ Manchester City အသင်းကနောက်ဆုံး9ချိန်မှာ4ချိန်ထိနိုင်ခဲ့တယ်တစ်ချိန်ပဲတည်ကြခဲ့တယ်Man City အသင်းရဲ့နိုင်ပွဲတွေအကုန်လုံးမှာကကျွန်တော်ဒီပေးကိုမရှိပေါ့နော်ကျွန်တော်ဒီ clean sheet နဲ့ကြီးပဲနိုင်ခဲ့တာကျွန်တော်တွေ့ရတယ် Man City အသင်းရဲ့အိမ်ကွင်းမှာ3ချိန်တွေ့ခဲ့တယ်3ချိန်လုံးမှာကျွန်တော်6ဂိုးမရှိဆိုတဲ့တစ်ချိန်ရယ်2ဂိုး
ကိုမရှိဆိုတဲ့ချိန်ပြီးခဲ့တဲ့ကျွန်တော်ဒီပထမအကြောပေါ့နော်ဒီရာသီရဲ့ပထမအကြောမှာရှင်မြန်ကစားတဲ့ Manchester City တင်းရဲ့ Etihad အိမ်ကွင်းမှာဆိုရင်3ဂိုးမရှိဆိုတဲ့ချိန်နဲ့နိုင်ခဲ့တာတွေ့ရတယ် Nottingham Forest တင်းရဲ့အိမ်ကွင်းမှာတော့ရှင်မြန်ကစားတဲ့အချိန်မှာတော့ကျွန်တော်ဒီပထမဆုံး2023ခုနှစ်ကပထမဆုံးတွေ့ဆုံခဲ့တဲ့ပွဲမှာတော့တစ်ဖက်ဆိုတကူစီတေးကြပြီးရောပြီးခဲ့တဲ့နှစ်ကပွဲစဉ်မှာတော့ Manchester City တင်းရပဲ2ဂိုးမရှိနဲ့ပြန်ပြီးတော့နိုင်ခဲ့တာကိုတွေ့ရတယ်ဗျအဲ့တော့ထိတဲ့တွက်ဆုံမှုအရာ head to head ကိုကြည့်မယ်ဆိုတော့ Man City အသင်းကအပြတ်သက်အသာစီးရနေတာတွေ့ပြီး Nottingham Forest ကတော့9ချိန်မှာတစ်ချိန်ပဲတည်ရလက်ရရှိအောင်ဆွမ်းဆောင်နိုင်နေတာတွေ့ရတယ်ပေါ့ဒီတစ်ချိန်မှာလည်း Nottingham Forest ကကျွန်တော်ဒီခြေစွမ်းပိုင်းရအောင်ရက်လက်ပိုင်းရအောင်ကြာနေတဲ့အချိန်ရယ် Man City အသင်းကလည်းပြိုင်ပွဲတွေအားလုံးမှာ FA Cup နဲ့ Premier League ပဲရှင်မြန်ကစားရှိတော့တဲ့အချိန်မှာသူတို့ရဲ့ခြေစွမ်းပိုင်းအရာနိုင်တဲ့ပွဲတွေအမှတ်လိုအပ်တဲ့ပွဲတွေမှာရက်လက်ကောင်းရရှိအောင်ပြန်ပြီးတော့ဆွမ်းဆောင်ရင်ကောင်းတစ်ခုကိုပြန်ပြီးတည်ဆောက်နိုင်နေတဲ့အချိန်ဆိုတော့စိတ်ဝင်စားဖို့လည်းကောင်းတယ်လို့ဒီတစ်ချိန်မှာလည်း Man City အသင်းရမယ်ပထမကြော့လို့ပဲ clean sheet နဲ့နိုင်ပွဲတစ်ပွဲကိုဖော်ဆောင်သွားနိုင်မှာ Nottingham Forest အသင်းရပဲကျွန်တော်ဒီအနည်းဆုံး1မှတ်လောက်ရရှိအောင်ဆွမ်းဆောင်ထားနိုင်ပြီးတော့အဆင့်3မှာပဲဆက်လက်ရပ်တည်သွားမှာဒါမှမဟုတ်ကျွန်တော်ဒီအရက်မှတ်ပြည့်3မှတ်ရရှိအောင်ဆွမ်းဆောင်ပြီးတော့ Manchester City အသင်းရဲ့ဖိအားပေးနေတာအောက်ကအသင်းတွေရဲ့ဖိအားပေးနေတဲ့အမှတ်ကွာဟချက်ကိုထပ်ပြီးတော့ကျွန်တော်တို့ကြီးမားလာအောင်လှုပ်သွားအောင်ဆွမ်းဆောင်ပြနိုင်မလားပေါ့နော်အဲ့လေးပြန်ပြီးစောင့်ကြည့်ရဖို့ရှိပါလိမ့်မယ်ဗျဟုတ်ကဲ့ကိုဆိုတော့ဒီနှစ်သင်းရဲ့ထိတိုက်တွေးဆုံမှုတွေမှာတော့ Nottingham Forest အသင်းကဒါအသာစီးမရရှိခဲ့တာကိုတွေးရသလိုဒါကျွန်တော် Manchester City အသင်းကပဲ9ချိန်တွေးဆုံမှုမှာ4ချိန်ထိအနိုင်ရရှိထားတယ်ဒါတစ်ချိန်တည်းဒါထွက်ပေါ်ထားအောင်တော့ Nottingham Forest အသင်းကဆွမ်းဆောင်ထားနိုင်ခဲ့တယ်ဗျဒီထဲမှာမှ Manchester City အသင်းရဲ့ဒါဂိုးပြတ်တဲ့နိုင်ပွဲတစ်ပွဲလို့ပြောရမယ်ဒါကျွန်တော်6-0နဲ့ဂိုးပြတ်တဲ့ဒါပွဲစဉ်မှာလဲဒါ Nottingham Forest အသင်းကိုဒါအဲ့တုန်းကတော့ Manchester City အသင်းရဲ့ခြေစွမ်းမိုင်းဆိုင်ရာအရာဒါအရန်ကိုမြင်မာနေတဲ့အချိန်တစ်ခုမှာသူတို့အနေနဲ့ Nottingham Forest အသင်းကို6-0လောက်ထိသူသွင်းယူနိုင်ခဲ့တဲ့ပြိုင်ပွဲတွေရှိခဲ့တယ်ဆိုတော့ Nottingham Forest အသင်းရဲ့အိမ်ကွင်းမှာတော့ Manchester City အသင်းကဒါနှစ်ပွဲပဲရှင်ပြန်ရပြီးတော့ဒါတစ်ပွဲမှာတော့တည်ရလက်ထွက်ပေါ်ခဲ့တယ်ဒါပေမဲ့နောက်ထပ်တစ်ပွဲမှာတော့ဒါ2-0ဆိုတဲ့ရလက်တစ်ခုနဲ့ဒါကျွန်တော်တို့အနိုင်ရရှိအောင်ဆွမ်းဆောင်နိုင်ခဲ့တယ်နောက်ထပ်တစ်ခုကဒီယာဒီဒါ Manchester City အသင်းဒါကျွန်တော်ခြေစွမ်းမိုင်းဆိုင်ရာအရန်ကိုနှိမ်ပါနေတဲ့အချိန်ဒါဒီဇင်ဘာလတုန်းကပြိုင်ခဲ့တဲ့ပထမအကြော့ပွဲစဉ်မှာတုန်းကဆိုရင်တော့မှပဲဒါ Manchester City အသင်းကသူတို့ဒါခြေစွမ်းမိုင်းဆိုင်ရာအရာမတိမငြိမ်ဖြစ်နေတဲ့အချိန်မှာတော့ Nottingham Forest အသင်းကိုဒါ3-0ဆိုတဲ့ရလက်တစ်ခုနဲ့ဂိုးပြတ်အနိုင်ရလက် clean sheet ရလက်ဖော်ဆောင်နိုင်ခဲ့တာဆိုတော့ဒီတစ်ခေါက်မှာရော Nottingham Forest အသင်းရဲ့အိမ်ကွင်းမှာဒါ Manchester City အသင်းအနေနဲ့အာရုံစူးစိုက်မှုအပြည့်နဲ့အကောင်းဆုံးနိုင်ပွဲတစ်ပွဲကိုရှာဖွေတွေ့ရှိသွားနိုင်မလားဒါမှမဟုတ်ရင် Nottingham Forest အသင်းကပဲလက်ရှိအဆင့်3နေရာကနေဆင်မပေးရရေးအတွက်ဒါကျွန်တော်တို့တရေတမှတ်ဒါမှမဟုတ်ရင်အနိုင်ရလက်3မှတ်အထိဖော်ဆောင်သွားနိုင်ဖို့ရအတွက်တို့အခြေအနေကောင်းတွေများဖန်တီးနိုင်မလားတခုရှိတာက Nottingham Forest အသင်းကဒါတရေတမှတ်ရလက်လောက်တာဖန်တီးနိုင်ခဲ့မယ် Chelsea အသင်းကဒါနိုင်ပွဲဒါရှာဖွေတွေ့ရှိနိုင်ခဲ့မယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ရမှတ်တူအနေအထားနဲ့ဒါအဆင့်3လေးနေရာမှာရပ်တည်ရမှာဆိုတော့ Nottingham Forest အသင်းအတွက်ကတော့ဒါရာသီကုန်မှာအဆင့်4အတွင်းဝင်ရောက်ဖို့အတွက်အနေနဲ့ရှိသွားနိုင်တဲ့အနေအထားတစ်ခုရှိတယ်ပြောမယ်ဆိုလို့ရှိရင် Nottingham Forest အသင်းကဒါတရေကြတာပဲဖြစ်ဖြစ်ရှုံးတာပဲဖြစ်ဖြစ်ဒါရာသီကုန်မှာအဆင့်4အတွင်းဝင်ရောက်ဖို့အတွက်သူတို့အနေနဲ့အနေနဲ့ရှိသွားနိုင်တဲ့အနေအထားတစ်ခုလည်းဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါကွာလက်ရှိ Nottingham Forest အသင်းနဲ့ဒါ Manchester City အသင်းတို့ကဒါ Nottingham Forest ဘက်မှာတော့တော်တော်လေးကိုဒါ Premier League မှာဒါနှောင်းပိုင်းရောက်လာတဲ့အခါမှာတော့သူတို့ရဲ့အသင်းအနေအထားကဒဏ်ရာရကစားသမားနဲပါနေတဲ့အနေအထားတစ်ခုကဒါ Nottingham Forest အသင်းအတွက်လက်ရှိအနေအထားအထိကိုသူတို့ရောက်အောင်ဆွဲဆောင်ထားနိုင်ခဲ့တဲ့အနေအထားတစ်ခုလို့ကျွန်တော်ပြောရမယ်တစ်ဖက်ကဒါ Manchester City အသင်းကတော့ဒါဒဏ်ရာရကစားသမားလေးရှိနေတယ်ဆိုတော့ဒီထဲမှာသူတို့အဓိကကစားသမားအချို့ဒဏ်ရာရရှိနေတာက Manchester City အသင်းအတွက်လည်းဒီရာသီသူတို့အနေနဲ့ခြေစွမ်းပိုင်းမတည်မငြိမ်ဖြစ်သွားမှုကိုဥတီစေခဲ့တာဆိုတော့ဒီကစားသမားတွေကလည်းဒီနေ့ပွဲစဉ်မှာပါဝင်နိုင်ခဲ့အောင်မှာတော့မဟုတ်ဘူးဆိုတော့ဒဏ်ရာရကစားသမားနဲပါနေတဲ့ Nottingham Forest အသင်းကလူစင်းဘယ်လိုပုံစံဖြစ်လာနိုင်မလဲManchester City အသင်းကလည်းသူတို့မှာဒါကျွန်တော်တို့ရှင်ပြိုင်စရာဥရောပပွဲစဉ်တွေပါတယ်မရှိတော့တာဖြစ်တဲ့အတွက် Premier League ကိုဒါယာနုံပြည့်အကောင်းဆုံးဒါကျွန်တော်တပွဲချင်းစီကိုသူတို့အကောင်းဆုံးအနေအထားတစ်ခုနဲ့ရှင်ပြိုင်လာမှာဆိုတော့ဒီနေ့ပွဲစဉ်မှာသူတို့ဘယ်လိုမျိုးလူစင်းတွေထွက်လာနိုင်ကြီးရှိလဲဗျဟုတ်ကဲ့ပါကွယ်ဒီနေ့တင်းရဲ့ကျွန်တော်လူစင်းရပထမဆုံးကျွန်တော်ဒီဒန်ရအစင်းကိုကြည့်မယ်ဆိုရင်တော့ Nottingham Forest မှာဒန်ရကစားသမားတယောက်ပဲရှိရဗျခန်စစ်တန်က Carlos Miguel တယောက်ပဲဒန်ရရနေတယ်တစ်ဖက်ကကျွန်တော်တို့ Manchester City တင်းမှာတော့ဒန်ရစင်းအရာခန်စစ်တန်က John Stone အကန်ဂျီ Nathan Ake ခန်စစ်အတွင်းလူနေရာမှာကစားတဲ့ကစားသမား3အောင်လုံးဒန်ရရှိနေအောင်တွေ့ရတယ်အဲ့ဒါပြောမှရာသီစတွေကလွှဲချထားတဲ့ Oscar Bonne နဲ့ Rodri လည်းထပ်ပြီးတော့ဒန်ရစင်းထဲမှာရှိတယ်အဲ့တော့ဒန်ရစင်းရတော့ Nottingham Forest ကတော့ပို့ပြီးတော့ကျွန်တော်တို့ဟိုပါဗောနော်အဆင်ပြေနေအောင်ကျွန်တော်တွေ့ရတယ်ဒါပေမဲ့လည်းဒီနှစ်သင်းကြားရဲ့လူစင်းအင်အားရတော့ကျွန်တော်တော်တော်လေးကွာဟချက်ကတော့ဒါအရင်နှစ်တွေကလည်းရှိနေကြဆိုတော့ဒီကစားသမားစင်းရတော့ကွာဟချက်ကကြီးမားမယ်ဒါပေမဲ့ကစားသမားတွေရဲ့ team form အရာတော့အရင်တော့ဒီရာသီမှာလည်း Nottingham Forest ကလည်း shot ထုတ်လို့မရတာဆိုတော့ဘလို့လူစင်းရဲ့ပွဲထွက်လာမလဲဆိုတာတော့ပြီးခဲ့တဲ့ပွဲစဉ်တွေကအတိုင်းပဲအရင်တော့အပြောင်းလဲတော့ရှိမှာမဟုတ်ဘူး Arsenal ကိုကျွန်တော်အိမ်ကွင်းမှာတည်ကြခဲ့တဲ့ပွဲစဉ်ကလူစင်းတို့ပြီးခဲ့တဲ့ Ipswich Town နဲ့အိမ်ကွင်းမှာတည်ကြခဲ့တဲ့ပွဲစဉ်ကလူစင်းတို့ကိုပဲနည်းနည်းလေးအပြောင်းလဲလေးပဲလှုပ်လာမယ့်အနေအထားလေးမှာရှိလိမ့်မယ်ဗျ Nottingham Forest ကအဲ့တော့ကိုသမားနေရာမှာတော့ကျွန်တော်ဒီထုံးစံတိုင်းပဲ sales bet ထပ်ပြီးကိုသမားနေရာမှာထပ်ပြီးပေါ်ထွက်လာဖို့ရှိမယ်ဘယ်ဘက်ချမ်းခက်စစ်တန်းမှာ Nico Williams ညဘက်ချမ်းမှာတော့ Aina ခက်စစ်တွင်းနေရာမှာတော့ကျွန်တော် Morilo နဲ့ Milankovic နဲ့ရှိလိမ့်မယ်ဗျအဲ့တော့၄ယောက်တန်းခန်းစစ်မှာတော့ဒီပုံစံတိုင်းလေးပဲထပ်ပြီးပေါ်ထွက်လာဖို့ရှိပြီးတော့ကွင်းလည်နေရာမှာကျွန်တော် Anderson, Tommy Quest နဲ့ကျွန်တော်ဒီ Materno မှာ Morgan Gibbs White ဘယ်ဘက်ချမ်းမှာတော့ကျွန်တော် Elan ကညဘက်ချမ်းမှာတော့ Hudson Odoi တို့ရှိမှာဖြစ်ပြီးတော့ number 9 မှာတော့ Chris Wu ပဲထပ်ပြီးပေါ်ထွက်လာဖို့ရှိမယ်အဲ့တော့
ဒီ Nottingham Forest ကတိုက်စစ်ပိုင်းကတော့ Morgan Giswhite ကို Elanga ကို O'Brien ကိုပြီးတော့ Chris Wood ကိုဒီရာသီမှာတိုက်စစ်ပိုင်းမှာဂိုးကန်နှုန်းကနေရောဂိုးဖန်တီးမှုတွေရောသွင်းဂိုးတွေရောရရှိအောင်အကောင်းဆုံးစွမ်းဆောင်ပြထားနိုင်တယ် Chris Wood ဆိုလည်းဒီရာသီ Premier League မှာကျွန်တော်သွင်းယူခဲ့တဲ့သွင်းဂိုးက18ဂိုးရှိပြီဗျအဲ့တော့သူဒီလည်းကျွန်တော်တစ်ဖက်က Manchester City တဲ့တိုက်စစ်မှုအားလင်းဟန်နဲ့အပြိုင်သွင်းဂိုးတွေရရှိအောင်စွမ်းဆောင်ထားနိုင်တာဆိုတော့ Nottingham Forest အသင်းရဲ့တိုက်စစ်ပိုင်းကလည်းတော်တော်လေးကိုခြေစွမ်းပိုင်းအရာတော့ဒီရာသီစတွေကပေါ့နော်တော်တော်လေးကောင်းမွန်နေတာတွေ့ရတယ်နောက်ပိုင်းပွဲစဉ်တွေမှာလည်းလေးရုံးကငဲရတယ်ဆိုပေမဲ့လည်းသူတို့တဲ့တိုက်စစ်ပိုင်းကတော့သွင်းဂိုးတွေရရှိအောင်အများနဲ့စွမ်းဆောင်ထားနိုင်တာကျွန်တော်တွေ့ရတယ်ဗျအဲ့တော့တစ်ဖက်က Manchester City တဲ့ဖြစ်နိုင်မဲ့လူစင်းကိုကြည့်ရမှာဆိုတော့ကိုသားနေရာမှာတော့ Anderson ပဲပြန်ပြီးပေါ်ထွက်လာဖို့ရှိမယ်ဘယ်ဘက်ချမ်းနေရာမှာတော့ Guardiola ညာဘက်ချမ်းမှာတော့ Matheus Nunes ဒါမှမဟုတ်ကျွန်တော်တို့ Rico Lewis လည်းထည့်ပြီးတော့ကစားနိုင်တဲ့အနေအထားမှာရှိတယ်ခန်းစစ်အတွင်းနေရာမှာတော့ Ruben Dias နဲ့ Coutinho နဲ့ပဲထပ်ပြီးပေါ်ထွက်လာဖို့ရှိပါလိမ့်မယ်ဗျကွင်းလေပေါ်မှာတော့ဒီပွဲစဉ်မှာလည်းပြီးခဲ့တဲ့ပွဲစဉ်တွေကရက်လက်တွေကောင်းခဲ့တဲ့ကျွန်တော် Tottenham Hotspur တို့ Newcastle တို့ကပွဲစဉ်တွေရဲ့ကွင်းလေအတိုင်းပဲကျွန်တော်ဒီ Kovacic တို့ပြီးတော့ Nico Gonzalez တို့ထပ်ပြီးပေါ်ထွက်လာဖို့ရှိလို့နံပါတ်9 row မှာတော့ကျွန်တော် Erling Haaland ထပ်ပြီးပေါ်ထွက်လာဖို့ရှိမယ်ဘယ်ဘက်ချမ်းတောင်ပံမှာတော့ကျွန်တော်ဒီ Dogu ညာဘက်ချမ်းမှာတော့ Savinho နံပါတ်10 row မှာတော့ Omar Marmoush ဒါမှမဟုတ်ရင်တော့ဒီပွဲစဉ်မှာ Phil Foden တို့လည်းပြန်ပြီးတော့3နိုင်တဲ့အနေအထားလေးမှာရှိရပြအဲ့တော့ Man City အသင်းကတော့ rotation တွေအများကြီးပြန်ပြီးလုပ်လို့ရတဲ့နေရာတော့ကွင်းလေတိုက်စစ်ပိုင်းဖြစ်တယ်တိုက်စစ်ပိုင်းမှာဆိုကျွန်တော်ဒီ Foden တို့ Kevin De Bruyne တို့သုံးလို့ပြလို့ရတယ်လို့ကွင်းလေဘက်မှာဆိုရင်ကျွန်တော်ဒီ Bernardo Silva တို့Gundogan တို့ပြန်ပြီးတော့သုံးလို့ရတဲ့အနေအထားလေးမှာရှိလာပြီအဲ့တော့လူစင်းအိမ်ကတော့2သိန်းညမှာတော့ကျွန်တော်ဒီနာမည်စင်းအရဆိုရင်တော့ Man City အသင်းရဲ့ကစားသမားတွေကပို့ပြီးတော့ကျွန်တော်ဒီနာမည်ကြီးပြီးတော့ပို့ပြီးတော့ကျွန်တော်ပြောရမယ်ဆိုတော့ပို့ပြီးတော့အတားစီးရတာကိုကျွန်တော်မှန်တယ်ဒါပေမဲ့ on paper မှာအတားစီးရတာမှန်ပေမဲ့လည်းအသင်းရဲ့ team form မှာတော့ Nottingham Forest ကကစားသမားတွေလည်းအရင်ကြီးတော့ Man City အသင်းနဲ့ဆိုင်အရင်အားနည်းနေတဲ့အနေအထားမှာတော့မရှိဘူးအဲ့တော့ဒီပွဲစဉ်ကလည်း2သိန်းလုံးအတွက်ကရာသီကုန်ရင် top 4ထဲမှာဝင်ဖို့အတွက်အမှတ်လိုအပ်ချက်အရအရေးကြီးတဲ့ပွဲစဉ်ဖြစ်တာနဲ့ညီကြည့်လို့ကောင်းမဲ့ပွဲစဉ်တွေပဲဖြစ်တယ်လို့လူစင်းတွေလူထုတ်ပုံတွေအရာလေတော်တော်လေးကိုကျွန်တော်ဒီပွဲစဉ်ရဲ့ရက်လက်ပေါ်တက်ရောက်မှုရှိမဲ့ပွဲစဉ်တွေပဲဖြစ်ပါလိမ့်မယ်ခင်ဗျဟုတ်ကဲ့ကိုဆိုတော့လက်ရှိလူစင်းအနေထားအရ Nottingham Forest အသင်းရဲ့ဒါကျွန်တော်တို့ဒါ team work ပေါ့လေသူတို့ရဲ့ team form အရဒါကျွန်တော်ရှေ့လေနောက်ဒါမျှတတာကိုကျွန်တော်တွေ့ရတယ်ဗျာဆိုတော့တစ်ဖက်ကကြည့်မယ်ဆိုရင်လည်းဒါကျွန်တော် Nottingham Forest အသင်းရဲ့လူစင်းပိုင်းမှာဒါကျွန်တော်တို့ဒါကွင်းလေနဲ့တိုက်စစ်ပိုင်းကလည်းတော်တော်လေးအလုပ်ဖြစ်တယ်ဆိုတော့အဓိကဒါအထောင်တိုက်စစ်ကစားသမားဖြစ်တဲ့ဒါကျွန်တော်တို့ Chris Wood ဆိုရင်လည်းဒါတော်တော်လေးကိုဒီရာသီမှာခြေစွမ်းတွေပြသထားနိုင်ခဲ့တယ်ဆိုတော့တောင်ပန်တိုက်စစ်တွေဖြစ်တဲ့ Elanga တို့နောက် Houdan O'Doin တို့ဆိုရင်လည်းဒါတော်တော်လေးကိုဒီရာသီအလုပ်ဖြစ်ခဲ့တဲ့ player လို့ပြောရမယ်ဗျာဆိုတော့နောက်ချန်တိုက်စစ်ဖြစ်တဲ့ Giswhite ကလည်းဒီရာသီမှာသူတို့တော်တော်လေးကိုလုပ်ပြနိုင်ခဲ့တာတွေ့ရတယ်ဆိုတော့ပြောရမယ်ဆိုလို့ရှိရင်ဒါ Nottingham Forest အသင်းရဲ့တိုက်စစ်ပိုင်းဆိုင်ရာအရာမှာဒီရာသီအားရမိတဲ့ Premier League အသင်းလို့ပဲပြောရမယ်တစ်ဖက်ကဒါ Manchester City အသင်းကတော့ဒီရာသီအမားတွေကဒါကျွန်တော်တိုက်စစ်ပိုင်းကဂိုးတွေသွင်းယူနိုင်တယ်လို့ခံစစ်ပိုင်းကပြန်ပြီးတော့ဒါပေးဆက်ရတယ်ဆိုတဲ့အနေအထားတစ်ခုကနေပဲဒါသူတို့ရမှတ်တွေဒါရယူယူသင်းတယ်လို့မရယူနိုင်ခဲ့တာပေါ့အဓိကအနေအထားကတော့ Manchester City အသင်းရဲ့ဒါခံစစ်ကစားသမားတွေဖြစ်တဲ့ဒါ John Stone တို့အကန်ဂျီတို့အကီးတို့ဒဏ်ရာရရှိနေမှုကပဲဒါသူတို့ရဲ့ဒါခံစစ်ကစားပုံအနေငယ်ရော်တီရော်ရဲဖြစ်သွားစေတဲ့ပုံစံတစ်ခုကပဲဒါသွင်းကိုတွေပြန်ပြီးတော့ခွင့်ပြုပေးရတယ်ဆိုတော့ဒီနေ့ပွဲစဉ်မှာအဓိကကြီးရှုရမှာ Nottingham Forest အသင်းဘက်ကတိုက်စစ်ကလည်းဒါကောင်းမွန်တယ်လို့ Manchester City ဘက်ကတိုက်စစ်ကလည်းဒါကျွန်တော်တို့အနေအထားတစ်ခုရှိတယ်ကောင်းမွန်နေစေပဲဆိုတဲ့အနေအထားတစ်ခုမှာဒါတိုက်စစ်ပိုင်းမြန်ဆိုင်တဲ့ဒီနေ့ပွဲစဉ်မှာဒါသွင်းကိုလေးတွေများအပြန်အလှန်မြန်ဆဆမြင်တွေ့သွားရမလားဆိုတာတစ်ခုကတော့ကျွန်တော်စောင့်ကြည့်ခြင်းစရာဖြစ်ပါတယ်ဗျာဟုတ်ကဲ့ပါဗျာကျွန်တော်ဒါဒီတစ်ခေါက်ကတော့ Nottingham Forest အသင်းနဲ့ Manchester City အသင်းတို့က Premier League ပွဲစဉ်28အဖြစ်နဲ့ထိပ်တိုက်တွေ့ဆုံကြတယ်ဒီတစ်ခေါက်ထူးထူးခြားခြားဖြစ်တာကဒီနှစ်သင်းစီအဆင့်3-4နေရာတွေမှာရက်တည်နေရဖြစ်ပြီးရမှတ်အနေထားရလဲတမှတ်ပဲကွာဟနေဒီနေ့ပွဲစဉ်အနိုင်ရရှိတဲ့အသင်းကဒါအဆင့်3နေရာမှာဆက်လက်ရက်တည်သွားမှာလားဒါမှမဟုတ်ရင်တက်လှမ်းသွားမှာလားဆိုတာရဲ့အစုံအဖြတ်ဖြစ်လာနိုင်မှာဖြစ်လို့ဒီတစ်ခေါက်ကောဒါ Nottingham Forest အသင်းကသူတို့ရဲ့အိမ်ကွင်းမှာအနိုင်ရရှိဖို့အတွက်ဒါအနိုင်3မှတ်ရရှိဖို့ဒါမှမဟုတ်3မှတ်ရရှိဖို့အတွက် chance တွေများရှိလာနိုင်မလားတစ်ဖက်က Manchester City အသင်းကရောဒါကျွန်တော်တို့ဒါတစ်ချိန်မှာထိတိုက်တွေးဆုံခဲ့ဘူးသမျှမှာ Nottingham Forest အသင်းကိုအသာစီးမပေးတဲ့ထုံးစံတစ်ခုကိုသူတို့အနေနဲ့ဆက်ပြီးတော့ထိန်းသိမ်းသွားနိုင်မလားလူစင်းအင်အားပိုင်းအရာတော့ဒါနှစ်သင်းစလုံးမှာကျွန်တော်ကတော့အရင်ကြီးကွာဟနေရလို့တော့မခံစားဘူးဆိုတဲ့အနေအထားတစ်ခုမှာ Nottingham Forest အသင်းရောဒီအနေအထားတစ်ခုနဲ့အိမ်ကွင်းအားသာချက်တစ်ခုကိုအကောင်းဆုံးအခွင့်အရေးယူသွားနိုင်မလားကိုယ့်ရဲ့အမြင်အားဒီနေ့ပွဲစဉ်မှာ Nottingham Forest အသင်းအတွက် chance တွေရှိပါမလား Manchester City အသင်းကဒီနေ့ပွဲစဉ်ကိုစိုးမိုးသွားနိုင်မလားအကိုရဲ့အမြင်လေးနဲ့ဂိုးရလက်လေးကိုလည်းခံမှန်းပေးပါဦးဗျာဟုတ်ကဲ့ပါကိုဒီပွဲစဉ်ကတော့ဒီနှစ်သိန်းကတော့ကျွန်တော်လက်ရှိအမပေးစီအားအရာတော့နှစ်သိန်းလုံးတော့တော်တော်လေးကိုအရေးကြီးတယ်ဘာဖြစ်လို့ရှုံးတဲ့အသင်းကအခက်မသိရင်ကျွန်တော်တို့ဒီအဆင့်3-4တဲ့မှာကျွန်တော်တို့အပြောင်းလဲတွေမှာမဟုတ်ဘဲနဲ့အောက်ကအဆင့်5 Chelsea အသင်းရဲ့ကြော်တဲ့ချင်းမှာခံရဖို့ရှိမယ်အဲ့တော့ဒီပွဲစဉ်မှာတော့နှစ်သိန်းလုံးကရှုံးလို့တော့မရဘူးဗျအဲ့တော့လက်ရှိအနေထားတော့ Nottingham Forest က Premier League မှာကျွန်တော်တို့ Brighton 9ဂိုးမရှိနဲ့မထင်မှတ်ပဲနဲ့ဂိုးပြတ်နိုင်ပွဲရပြီးတဲ့3ပွဲဆက်တိုက် Premier League မှာ2ပွဲရှုံး1ပွဲသေဆိုရရက်လည်းပဲရခဲ့တယ်ရှုံးခဲ့တဲ့2ပွဲမှာလည်းသူတို့ဒီလည်းကျွန်တော်တို့မထင်မှတ်ပဲနဲ့ Fulham တို့ Newcastle တို့ကျွန်တော်ဒီအပြန်လည်သွင်းဂိုးတွေနဲ့ 2-1 4-3ဆိုရရက်တွေနဲ့ရှုံးခဲ့တယ်အဲဆိုတောင်းကျွန်တော်ရှင်မြန်ကစားခဲ့နောက်ဆုံးကျွန်တော်ဒီ FA Cup ကျွန်တော်ဒီ Plasma ဆင်ပွဲစဉ်မှာဆိုတစ်ဖက်တကိုးစီပဲသေရက်လည်းရရှိအောင်ဆွမ်းဆောင်ထားနိုင်ခဲ့တယ်အဲ့ဒီမတိုင်ခင်တော့ Arsenal တော့ကျွန်တော်ဒီအင်ကွင်းမှာတစ်ဖက်ကိုကျွန်တော်ဒီဂိုးမရှိသေရက်လည်းနဲ့ကျွန်တော်ဒီခံစားသွားတာကိုကျွန်တော်တွေးခဲ့ရတယ်အဲ့တော့ Nottingham
Forest ကခြေစွမ်းပိုင်းက Brandon ကို9-9နဲ့နိုင်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်ဒီခြေစွမ်းပိုင်းကကျွန်တော်ဒီနိုင်ပွဲရလက်ရရှိအောင်မဖော်ဆောင်နိုင်ခဲ့တာတော်တော်လေးကြာသွားခဲ့ပြီဗျတစ်ဖက်က Man City ကတော့ Premier League မှာတောက်လျှောက်အသင်းကြီးနဲ့တောက်လျှောက်တွေးခဲ့တယ်99ထိုင်တဲ့ပွဲတွေဖြစ်တဲ့ကြောင့်မို့ Chelsea ကိုအိမ်ကွင်းမှာ3-1နဲ့နိုင်တဲ့ပွဲစဉ်တွေ Newcastle 4-0နဲ့နိုင်တဲ့ပွဲစဉ်တွေ Tottenham Hotspur ကိုအဝေးကွင်းမှာတကူးကူးမရှိနိုင်တဲ့ပွဲစဉ်တွေမှာနိုင်ရရှိခဲ့တယ်အဲ့လိုပဲကျွန်တော်တို့ Arsenal 5-1နဲ့အဝေးကွင်းမှာရှုံးတယ် Liverpool ကိုအိမ်ကွင်းမှာ2-0နဲ့ပြန်ပြီးရှုံးတယ်အဲ့တော့အသင်းကြီးနဲ့ထောက်တဲ့တွေ့ဆုံခဲ့နောက်ဆုံး9ပွဲမှာတော့ Premier League မှာ3ပွဲနိုင်ပြီး2ပွဲရှုံးခဲ့တယ်ဒီမှာလည်းနောက်ထပ်ထပ်ပြီးတော့အသင်းကုန်းသင်းဖြစ်တဲ့ Nottingham Forest နဲ့ထပ်ပြီးတော့တွေ့လာခဲ့ပြီအဲ့တော့ဒီတစ်ချိန်မှာရောအဝေးကွင်းမှာသူတို့ရက်လက်ကောင်းရရှိအောင်စွမ်းဆောင်နိုင်မှာမလားပြန်ပြီးတော့စဉ်းစားဖို့ရှိမယ်အသင်းလူစင်းအင်အားအရနဲ့ကျွန်တော်ဒီကစားသမားအင်အားရနဲ့ပွဲပတ်မှုရတော့နှစ်သိန်းလုံးကကျွန်တော်ဒီရာသီမှာကျွန်တော်တို့ပြောရမယ်ဆိုဒီအခုလက်ရှိအနေထားမှာဆို FA Cup နဲ့ Premier League မှာပဲနှစ်သိန်းလုံးကဆက်လက်ပြီးရပ်တည်နေရတာဆိုဒီပွဲစဉ်တွေကိုပဲအောင်ဆက်ပြီးကစားမှာဖြစ်တဲ့ကြောင့်ပွဲပတ်မှုတောင်တော့နှစ်သိန်းလုံးကခံစားဖို့တော့မရှိဘူးလူစင်းအင်အားအရတော့ဒဏ်ရာပြဿနာမှာတော့ Man City အသင်းကခန်းစီကစားသမားရဲ့ဒဏ်ရာရရှိနေတာပို့ပြီးတော့များနေတာဖြစ်တဲ့ကြောင့်ခန်းစီပိုင်းမှာတော့နည်းနည်းလေးလုံခြုံမှုတော့အားနည်းလိမ့်မယ်ဒါပေမဲ့လည်း Nottingham Forest ကလက်ရှိခြေစွမ်းအရနောက်ဆုံးပွဲစဉ်တွေမှာတိုက်စစ်ပိုင်းကလည်းသွင်းမှုတွေရရှိအောင်စွမ်းဆောင်ရင်ကောင်းပြနိုင်ဖို့တော့ရုန်းကန်နေရတယ်အဲ့တော့ပြောရမယ်ဆိုတော့ Nottingham Forest ကဒီပွဲစဉ်မှာလည်း Man City အသင်းရဲ့အမောက်ကိုပဲစောင့်ပြီးတော့အဓိကခန်းစစ်ကိုပဲလုံလုံချုံကစားပြီးတော့တံမြတ်တိုက်စစ်နဲ့ပဲထပ်ပြီးကစားလာဖို့ရှိပါလိမ့်မယ်ဗျပထမအကြောကကျွန်တော်တို့ရှုံးပွဲကိုလည်းပြန်ပြီးတော့ဒီယာဒီမှာလက်စားချေဖို့အတွက်ရဲ့ဒီယာဒီရဲ့ကျွန်တော်တို့ top 4အတွင်းမှာလည်းယာဒီတစ်လျှောက်လုံးကောင်းလာခဲ့ပြီးမှယာဒီအဆုံးသက်ခံပြီးမှပေါ့နော်ကျွန်တော်တို့ခြေစွမ်းမတည်ငြိမ်မှုတွေကြောင့် top 4ကိုမဝင်မဲနဲ့အကဲဥရောပဝင်ခွင့်မှာဆုံးရှုံးသွားမယ်အနေထားကြီးကြုံလာနိုင်တဲ့အနေထားမှာ Nottingham Forest အနေနဲ့ထင်းထင်းသိမ်းကစားပြီးတော့တစ်ဖက်က Manchester City အသင်းကလည်းဒီယာဒီသူတို့ဒီလည်းအများကြီးမျှော်မှန်းချက်မရှိတော့အပြင်မှာ top 4ကိုလည်းတေးကြခြင်းနဲ့နောက်ပိုင်းကျွန်တော်တို့ FA Cup တွေကျွန်တော်တို့ Premier League မှာပဲဆက်ပြီးတော့ရှင်မြန်ကစားတော့မယ့်အချိန်မှာမှကျွန်တော်တို့ဘာမှအောင်ဆိုးဆိုင်စရာမလိုတော့တဲ့တခြားပြိုင်ပွဲတွေမရှိတော့တဲ့အချိန်မှာတော့ Nottingham Forest အသင်းကလည်းသူတို့ဒီလည်းဒီယာဒီမှာဒီနောက်ထပ်တကြောပေါ့နော်ထပ်ပြီးတော့ clean sheet နဲ့နိုင်ပွဲရရှိအောင်ဆွဲဆောင်နိုင်မှုတွေသူတို့လည်းစူးစမ်းလာမှာအမှန်ပဲဗျအဲ့တော့လက်ရှိ head to head အနေထားရ Nottingham Forest ဒီ Man City နဲ့တွေ့ဆုံတဲ့အချိန်တိုင်းမှာတေးရက်လက်တာတစ်ချိန်ပဲရရှိအောင်ဆွမ်းဆောင်ထားနိုင်ကြတယ်ကျန်တဲ့၄ချိန်လုံးရှုံးနေခဲ့တယ်ရှုံးနေခဲ့တဲ့၄ချိန်လုံးမှာလည်းကျွန်တော်တို့သွင်းကိုမဲနဲ့ကျွန်တော်ဒီ clean sheet နဲ့ Man City ရရှိပြီးတော့နိုင်ခဲ့တဲ့ပွဲစဉ်တွေကြီးပဲဆိုတော့ Nottingham Forest ကတော့ဒီတစ်ချိန်တွေ့ဆုံမှာလည်းတော်တော်လေးကိုခက်ခဲမဲ့အနေထားလေးဖြစ်နေမှာဗျဥပမာ Man City အသင်းကတော့ကျွန်တော်တို့ဥရောပပြိုင်ပွဲတွေကန်နေရတဲ့အချိန်ဆိုရင်ကျွန်တော်တို့ပြိုင်ပွဲတွေများနေလို့ကစားသမားတွေပွဲပန်းနေလို့ပွဲဆက်တွေများနေလို့ Nottingham Forest အနေနဲ့အဲ့ဒါကိုအသုံးချပြီးတော့အသာစီးရရအောင်စူးစမ်းနိုင်တယ်ဆိုပေမဲ့လည်းဒီတစ်ခုလက်ရှိအချိန်ဒီမှာ Man City သိနေဥရောပပြိုင်ပွဲတွေမကန်းဘူးဂျာထဲမှာလည်း FA Cup ပီရီယက်တစ်ပတ်လုံးနားထားရတယ်အဲ့တော့ဒီပွဲစဉ်ကိုလည်း MP အားပြည့်နဲ့လန်လန်ဆန်းဆန်းကစားသမားအစုံတွေနဲ့ကန်နိုင်မယ်ဆိုတဲ့အနေအထားမှာ Nottingham Forest ကတော့အနိုင်ရရှိဖို့တော့အခွင့်အရေးတော်တော်လေးနည်းမယ်ဗျအဲ့တော့လက်ရှိအနေအထားရ Nottingham Forest အသင်းရဲ့ရုန်းကန်နေတဲ့အနေအထားမှာအများဆုံးမျှော်လင့်လို့ရတာဒီပွဲစဉ်မှာကျွန်တော်တို့တေးတမက်လောက်ပဲဖြစ်ဖို့များတယ်အပြန်လည်သွင်းကိုတွေအများကြီးတွေးရဖို့တဲ့ဆိုင်တော့တပွဲလုံး Man City အသင်းရဲ့ထိန်းချုပ်မှုအောက်မှာပဲရောက်ရှိနေမှာဖြစ်ပြီးတော့ Nottingham Forest အနေနဲ့ကောင်နာနေရရှိခဲ့တဲ့ movement အချို့ကိုပဲကိုယ်ကနှုံးရအောင်ကျွန်တော်ဒီ green goal တွေရရှိအောင်စွမ်းဆောင်နိုင်မှုတွေစူးစမ်းသွားမယ်အနေထားလေးဖြစ်မယ်လို့ကျွန်တော်ထင်မိတယ်ဒီပွဲစဉ်ကိုကျွန်တော်အပြန်လည်သွင်းကိုတွေအများကြီးမြင်ရမယ်ပွဲစဉ်မျိုးထက်ကျွန်တော်ဒီကိုမရှိတေးရဲလည်းဖြစ်သွားနိုင်တဲ့ပွဲစဉ်အနေထားမျိုးဒါမှမဟုတ်တစ်ဖက်တကူးစီနဲ့တေးကြတဲ့ကျွန်တော်ဒီအနေထားမျိုးလေးဖြစ်သွားနိုင်ပြီးတော့နိုင်မယ်ဆိုရင်တော့ကျွန်တော်ဒီအဲ့တဲ့ Man City အသင်းမှာတော့ပို့ပြီးအခွင့်အရေးများနေတယ်အဲ့တော့ Man City အသင်းကလည်းကျွန်တော်တို့ဒီ head to head တွေမှာတောက်လျှောက်အသာစီးရခဲ့တဲ့ရက်လက်တွေတိုင်းပဲနိုင်မယ်ဆိုရင်ကျွန်တော်တို့နှစ်ကူးမရှိဆိုတဲ့ရက်လက်တွေနဲ့ဒါမှမဟုတ်အခက်မသိရင်တော့ကျွန်တော်ဒီနှစ်ကူးတကူးဆိုတဲ့ရက်လက်ပေါ့နော်အဲ့လိုပုံစံမျိုးလေးပဲဖြစ်သွားမယ်လို့တော့ကျွန်တော်ထင်မိပါတယ်ဗျအဲ့တော့အပြန်လည်သွင်းကိုအများကြီးတက်ဆိုင်တော့တစ်ဖက်ကိုတကူးစီတေးဒါမှမဟုတ်ကျွန်တော်ဒီသွင်းကိုတွေမယူနိုင်ဘူးဆိုရင်တော့တစ်ဖက်ကိုမရှိတေးဆိုတဲ့ရက်လက်တွေကျသွားဖို့အတွက်များတဲ့ရာခိုင်နှုန်းများတဲ့ပွဲစဉ်တွေပဲဖြစ်ပြီးတော့နိုင်မယ်ဆိုတော့ကျွန်တော်ဒီအဲ့တဲ့ Man City အသင်းအနေထားနဲ့နည်းနည်းလေးပေါ့နော်ကျွန်တော်ဒီပို့ပြီးတော့အခွင့်အရေးများနေတဲ့ပွဲစဉ်တွေလို့ကျွန်တော်ထင်မိပါတယ်ဗျဟုတ်ကဲ့ပါကိုကြီးဒီတစ်ခါတော့ Nottingham Forest အသင်းနဲ့ Manchester City အသင်းတို့က Premier League ပွဲစဉ်28အဖြစ်နဲ့လာရောက်ပြီးတွေ့ဆုံကြတဲ့အခါမှာရှင်းရပွဲစဉ်တွေကိုပြန်ပြီးတော့ကြည့်မယ်ဆိုတော့ဒါ Manchester City အသင်းနဲ့ Nottingham Forest အသင်းတွေ့ဆုံတိုင်းမှာဒါ Nottingham Forest အသင်းကဂိုးပြန်သွင်းနိုင်တာဆိုလို့သူတို့အနေနဲ့တည်ကြခဲ့တဲ့ဒါ 1-1 နဲ့တည်ကြခဲ့တဲ့ပွဲစဉ်တစ်ပွဲပဲရှိတယ်။ကျန်တဲ့ပွဲစဉ်တွေအကုန်လုံးကို Manchester City အသင်းကဂိုးပြတ်အနိုင်ရလက်တွေဖော်ဆောင်နိုင်ခဲ့သလိုဒါ clean sheet ပွဲစဉ်တွေအားလုံးကိုဖော်ဆောင်ထားခဲ့တာဗျ။ဒါပေမဲ့ဒီတစ်ခေါက်မှာတော့ထူးထူးခြားခြား Nottingham Forest အသင်းကလည်းအရင် Nottingham Forest အသင်းမဟုတ်တော့ဘူး။ဒီရာသီမှာ Premier League ရဲ့ဇယားထိပ်ပိုင်းမှာရပ်တည်နိုင်တဲ့ Nottingham Forest အသင်းဖြစ်လာသလိုတစ်ဖက်က Manchester City အသင်းကလည်းကျွန်တော်ပုံမှန် Manchester City အသင်းမဟုတ်တော့ဘူးဆိုတဲ့အနေအထားတစ်ခုကိုကျွန်တော်တွေ့ရတယ်ဗျ။ဒီရာသီမှာသူတို့အနေနဲ့ဒါအဆင့်၄နေရာမှာရပ်တည်နေရဆိုပေမဲ့ရာသီကုန်မှာဒါ top 4ထဲဝင်ဖို့အတွက်ဆိုရင်တော့သူတို့ဒါကျွန်တော်ရာသီကုန်ပွဲစဉ်တွေအားလုံးအထိကိုဒါသေချာအာရုံစူးစိုက်မှုအပြည့်နဲ့ဒါကျွန်တော်အနိုင်ရလက်တွေပေါ်ဆောင်နိုင်မှသာလျှင်သူတို့အနေနဲ့အဆင့်၄အတွင်းထဲမှာရာသီကုန်မှာရပ်တည်နိုင်မှာဖြစ်လို့ Manchester City အသင်းအနေနဲ့လည်းဒါသေချာအာရုံစိုက်ပြီးတော့ရှင်ပြိုင်ဖို့အတွက်လိုအပ်နေရလဲဖြစ်ပါတယ်။ဒါပေမဲ့တခုရှိတာကဒါနှစ်သင်းစလုံးဒီ
ဒီရာသီမှာတိုက်စစ်ပိုင်းဆိုင်ရာအရာမှာတော်တော်လေးကောင်းမွန်နေသလိုဒါကန်စစ်ပိုင်းဆိုင်ရာအရာမှာလည်းဒါသွင်းကိုတွေပြန်ပြီးခွင့်ပြုခဲ့ရတယ်ဆိုပေမဲ့တိုက်စစ်ပိုင်းရဲ့ဒါသွင်းကိုတွေနဲ့တင်ကိုဒီရာသီဒီနေရာတွေမှာရက်တည်နိုင်ခဲ့တာဆိုတော့ဒီနှစ်သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုကလည်းတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ဆိုတော့တစ်ဖက်က Northern Forest အသင်းကလည်းဒါအရင်လိုမျိုးထိပ်တိုက်တွေ့ဆုံမှုတိုင်းမှာသူတို့အနေနဲ့သွင်းကိုတွေမသွင်းယူနိုင်ဘူးဆိုတဲ့အနေအထားတစ်ခုကိုတော့ဒီတစ်ခေါက်တော့နည်းနည်းငယ်လေးများခြေဖြတ်ပြသွားနိုင်မလားတစ်ဖက်က Manchester City အသင်းကလည်းသူတို့အနေနဲ့တောက်လျှောက်အနိုင်ရရှိမှုတွေကိုဒီနေ့ပွဲစဉ်မှာထပ်ပြီးတော့မြင်တွေ့ရမလားဆိုတော့ကျွန်တော်တစ်ချက်စောင့်ကြည့်ရမှာဖြစ်ပါတယ်ဆိုတော့ဒါနှစ်သင်းစလုံးကတိုက်စစ်ပိုင်းကောင်းမွန်နေရတဲ့အညီ Northern Forest အသင်းကလည်းနောက်ဆုံး9ပွဲမှာ9ဂိုးအထိသွင်းယူထားနိုင်ခဲ့သလို Manchester City အသင်းကလည်းနောက်ဆုံး9ပွဲမှာ9ဂိုးအထိသွင်းယူနိုင်ခဲ့တဲ့အသင်းတွေဖြစ်တယ်ဆိုတော့တခုရှိတာက Northern Forest အသင်းရဲ့ဒါနောက်ဆုံးပွဲစဉ်တွေမှာသူတို့အနေနဲ့နိုင်ပွဲရှာဖွေတွေ့ရှိဖို့အတွက်တော်တော်လေးခက်ခဲနေတာကိုကျွန်တော်တွေ့ရတယ်ဗျာဒါပေမဲ့ဒီထဲမှာကျွန်တော်ဒါ Arsenal တို့လိုအသင်းကောင်းတွေကိုသူတို့အနေနဲ့တည်ရကြထားခဲ့တာမျိုးတွေလည်းတွေ့ရသလိုတစ်ဖက်က Manchester City အသင်းကလည်းတကယ်ဒါအသင်းကောင်းတွေ Liverpool တို့ဒါကျွန်တော်တို့ Real Madrid တို့ကိုရှုံးနေခဲ့တယ်ဆိုပေမဲ့ဒါ Newcastle တို့ Spurs တို့လိုအသင်းမျိုးတွေကိုသူတို့အနိုင်ရရှိအောင်စွမ်းဆောင်ထားနိုင်ခဲ့တာကိုကျွန်တော်မေ့ထားလို့တော့မရအောင်ဒီနေ့ပွဲစဉ်မှာတော့အဓိကအနေနဲ့အနိုင်ရရှိမယ်ဆိုရင်တော့ chance က Manchester City ဘက်မှာတော့ပို့ပြီးတော့များလိမ့်မယ်အနိုင်ရမယ်ဆိုရင်တော့ Manchester City ဘက်ကအနိုင်ရရှိသွားဖို့ရရှိပြီးတော့ဒီနေ့ပွဲစဉ်ကတော့တည်ကျသွားနိုင်တဲ့ပွဲစဉ်တစ်ပွဲလည်းဖြစ်သွားနိုင်တယ်ဗျအကယ်၍တည်ကျမယ်ဆိုရင်တော့ဒါရှေ့မှာသူတို့တည်ကျခဲ့တယ်လို့ပဲ1-1ဆိုတဲ့ရလလောက်ကဖြစ်နိုင်ခြေရှိဆုံးဖြစ်ပြီးတော့အကယ်၍ Manchester City အသင်းကအနိုင်ရရှိမယ်ဆိုရင်တော့ဒီတစ်ခေါက်တော့သူတို့အနေနဲ့ clean sheet နဲ့အနိုင်ရဖို့အတွက်နည်းငယ်ခက်ခဲလာလိမ့်မယ်လို့ထင်တဲ့အတွက်ကျွန်တော်2-1လောက်ဆိုတဲ့ရလလောင်းနဲ့သာလျှင် Manchester City အသင်းကအနိုင်ရရှိသွားဖို့ရှိတယ်ဆိုတော့ဒါတည်ကျတဲ့1-1ဆိုတဲ့ရလက်နဲ့လည်းဒီနေ့ပွဲစဉ်ကပွဲပြီးသွားဖို့ရှိသလိုဒါတည်နဲ့အနိုင်ကျွန်တော် Manchester City ဘက်မှာတော့ဒီနေ့ပွဲစဉ်ကပို့ပြီးတော့ရှိတယ်ဆိုတော့သွင်းကိုတွေအများကြီးမြင်တွေ့ရမှာထက်စာရင်တော့ဒါကျွန်တော်တို့ဂိုးအနည်းနဲ့ပဲဒါအနိုင်ရရှိသွားဖို့ရလည်းရှိပါတယ်ဗျဟုတ်ကဲ့ပါကိုဒါ Northern Forest အသင်းနဲ့ Manchester City အသင်းတို့ရှင်ပြိုင်ကစားကြမဲ့ပွဲချင်းလိုတွေချက်တော့ပြန်ပြီးပြပြပေးပါအောင်ဗျဟုတ်ကဲ့ပါကိုဒီပွဲစဉ်ကတော့ Premier League ရဲ့ပွဲစဉ်28ဖြစ် Northern Forest အသင်းနဲ့ Manchester City အသင်းတို့ကအခုလာမယ့်စနေနေ့ည9:00နာရီမှာရှင်ပြိုင်ကစားကြရမှာဖြစ်ပါတယ်ခင်ဗျာဒါကတော့ Northern Forest အသင်းနဲ့ Manchester City အသင်းတို့ရှင်ပြိုင်ကစားကြမဲ့ Premier League ပွဲစဉ်29ရဲ့ပွဲကြို30ချက်စီစဉ်မှာဖြစ်ပါတယ်နောက်တဲ့ပွဲစဉ်တွေနဲ့တူလဲပြန်လာခဲ့ပါဦးမယ်ဗျာ